အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ internet သုံးတဲ့ချိန်ကြရင်အစပို့ကောင်းလာအောင်ပေါ့နော်စတင်ခြေတဲ့နေလေးကျွန်တော်မျှဝေပေးမှာပဲဖြစ်ပါတယ်ဒီနေ့နေ့ကတော့လူတိုင်းတို့ internet သုံးပြုနေတာဖြစ်တဲ့အတွက်အဖြစ်မနေလှုပ်ထားသေးတဲ့အချက်လေးမို့လို့မိတ်ဆွေတို့ကျွန်တော်လာပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ဗျာ okay ဒါဆိုရင်ဒီဗီဒီယိုလေးကတော့မိတ်ဆွေတို့တကယ်ကိုကြိုးရှိမယ်ဆိုရင်မတိသေးတဲ့သူတွေအတွက်လည်းပြန်လဲ share သွားပေးဖို့ကျွန်တော်ကတောင်းဆိုချင်တယ်ဗျာ။ Okay ဒါဆိုကျွန်တော်တို့စလိုက်ရအောင်ပေါ့နော်။ရင်ဦးစိုးကျွန်တော်တို့ကစတင်ချိန်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Chrome ဆိုတဲ့ app software လေးတွေကိုနှိပ်သွားပေးရမှာပဲဖြစ်ပါတယ်နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီ Chrome ဆိုတဲ့ app software လေးတွေကိုနှိပ်သွားမယ်ဗျာ။ Okay ဒီနေရာရောက်လာပြီဆိုတော့ကျွန်တော်မိတ်ဆွေတာဒီပေါ်ဆုံးမှာစစ်လေ30ကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပေးပါ။ Okay ဒီနေရာမှာကျွန်တော်တို့ကဒီအောက်ဆုံးမှာစတင်လေးကိုနှိပ်ပေးပါကျွန်တော်မျှပြပေးထားမယ်နော်။ Okay ကျွန်တော်မိတ်ဆွေတွေကဒီမှာ privacy and safety ဆိုပြီးတော့ဒီနေရာလေးကိုချက်တော့နှိပ်ပေးပါ Okay ပြီးရင်ကျွန်တော်တို့ပေါ်နေနဲ့ဆွဲလိုက်ပါဗျOkay ဒီမှာ USE DMS ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ကတစ်ချက်တော့နှိပ်ပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာတချို့မိတ်ဆွေတွေမှာဆိုရင်ဒီ cloud လေးကကျွန်တော်တို့ဖွဲ့ထားမှာမဟုတ်ဘူးเนาะဒီလိုမျိုးဖြစ်နေမှာဖြစ်ပါတယ်ဒီ cloud လေးကျွန်တော်တို့ရင်အုံဆုံးဖွဲ့ပေးပါပြီးရင်ဒီပြန်အောင်စစ်လေးရမိတ်ဆွေတို့ဒီအောက်လေးမှာထားပြီးတော့ဒီဘက်မှာမြားလေးရှိတယ်เนาะဒီမြားလေးကျွန်တော်တို့တစ်ချက်တော့နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ကဒီအောက်ဆုံးမှာဒီမှာတက်လေးလုံးပေါ့เนาะဒီနေရာလေးကျွန်တော်တို့ခြေလိုက်ယူနေကျွန်တော်တို့သုံးပြုနေတဲ့ internet ကပို့ပြီးတော့ကောင်းလာမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် YouTube မှာ like ကောင်းလားမကောင်းလားဆိုတော့ကျွန်တော်ပြပေးမယ်ပေါ့နော်ဒါဆိုကျွန်တော်ပြင်ပြထွက်မယ် Okay ဒါဆိုကျွန်တော်ဒီမှာ YouTube ထဲချက်နေမှာဗျအခုလိုမျိုးခြေတဲ့ဟာကတော့ကျွန်တော်တို့ like ရတော်တော်လေးသုံးပြရတာအဆင်ပြေတယ်နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေမှာလည်း200တန်စမတ်ထားတဲ့သူပဲကျွန်တော်မှလည်း200တန်စမတ်ထားတဲ့သူပဲပေါ့နော်ဒါပေမဲ့စမတ်ထားခြင်းတူပေမဲ့ like ရသုံးပြရတာကျွန်တော်တို့ပို့ပြီးတော့တက်တာနဲ့ကျွန်တော်တို့ညံ့ဆန်တာပေါ့နော်သုံးပြရတာဒါကြောင့်မို့လို့မသိသေးတဲ့မိတ်ဆွေတွေဒီနေ့လေးသွားပြီးလုပ်ပါတကယ်လို့မရှင်းတာရှိရင်လည်းကျွန်တော် comment မှာမေးထားခဲ့လို့ရတယ်နော်အားလုံးပဲဆင်ပြေပါစေဗျာကျွန်တော်ကတော့ကြော်ပါ